အလူပေးခြင်းရင်မစားနိုင်တဲ့လူကိုတွေးဘဝနိုင်တဲ့လူကိုပေးမြို့ထဲကစားနိုင်တဲ့လူတွေခေါ်ပြီးအလကားလောကမလုံးနဲ့အကုသိုလ်ရှိမယ်ရှင်းလားစားတဲ့လူကဝေပါအောင်မှာသူက6ကငန်းတာအရင်လူကကောင်းတယ်နောက်လူကမကောင်းဘူးနဲ့ဆိုးစစ်ခိုင်းဘုံမှာစားနိုင်တဲ့လူတွေကြိုးစားမှမလို့အလူရက်ကိုတွေ့မှာသူတို့ကဒီတလုတ်ကိုရဖို့လွယ်တာမှမဟုတ်ဘူးရှင်းလားဗမာတွေမလူတတ်လို့မွဲနေတာရှင်းလားဒီမှာမိဘပဲကုညီဆောင်ရှောက်ရေးမရှိစင်းရတာထောက်ပံ့ရေးများဘာတစ်ခုသိမှမရှိဘူးဗုဒ္ဓဘာသာနိုင်ငံနဲ့ရှစ်ဖို့တော့ပေါ့ရှင်းလားဟို AIDS ဖြစ်နေတဲ့လူအနာကြီးယောဂဖြစ်နေတဲ့လူထောက်ပံ့မဲ့လူမရှိဘူးဗုဒ္ဓဘာသာတွေမေတ္တာထားလူချင်းထောက်ပံ့လူတဲ့ဂုံလုံးတဲ့လူတွေလုံးဝပါနဲ့အပူလေးကြီးပဲ